ကိုယ်တိုင်းအတွက်နီးရောဆွဲနီးရောတင်ပေးမယ်ဒီဗီဒီယိုဖိုင်ဒီရှေ့မှာပါအများကြီးရှေ့မှာပါဘာဖြစ်လို့လဲဆိုတော့ချိုလေးက flare pan ကနေပြီးတော့တပြင်းဘောင်းမီတွေပါဘလို့ယူလို့ရတဲ့အကြောင်းတွေရောပြီးတော့ဂွားတွေကိုဂွားတွက်တဲ့နေရာမှာဘယ်အတွက်ကဘယ်အသားအတွက်ကဘယ်ဂွားဘယ်အသားတက်မှာအသားပေါ်တော့ထားပါတော့ခြိသားဆိုလို့ရှိရင်ဂွားဒီဘယ်လောက်ပေါင်းရမလဲတကယ်လို့စတိုင်ပန်လို့ပြောအေးအတွဲတွဲအဲ့လိုအသားတွေဆိုလို့ရှိရင်ဂွားဘယ်လောက်ပေါင်းရမလဲအဲ့ဒါတွေကအစားပြောမှဖြစ်တဲ့အတွက်ဒီဗီဒီယိုဖိုင်ဒီရှေ့မှာပါဒီ flare pan နဲ့ပတ်သက်ပြီးတော့ flare pan ဒါမှမဟုတ်လို့ရှိရင်ကို style pan ပုံစံပေါ့နော်flare pan တို့အဲ့လိုမျိုးအခုခေတ်စားနေတဲ့ဒီ pan ပုံစံတွေကိုတည်တည်ဆာဆာလေးအတွင်းတကြားသိကျင်တယ်ဆိုရင်တော့ဒီဗီဒီယိုဖိုင်ကိုကြည့်ပါတကယ်လို့ဒါဒီဗီဒီယိုဖိုင်ကအရန်ရှည်တဲ့အတွက်အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကြော်သွားပါပေါ့နော်ဒီဗီဒီယိုဖိုင်ဒီရှည်မှာပါအဲ့တော့တွက်နီးရလာပြီးတော့ချူလေးပြောပြမယ်နော်အဲ့တော့ flare pan မှာဘာတွေအဓိကတွက်ရမလဲဆိုလို့ရှိရင်ပထမအဆုံးကိုယ်တိုင်းမှာပေါ့နော် flare pan တွက်နီးကိုယ်တိုင်းမှာဆိုလို့ရှိရင်ကိုယ်တိုင်းတွက်နီးမှာခါအတိုင်းလိုတယ်တင်အတိုင်းလိုတယ်ပြီးတော့လိုချင်တဲ့အရှည်လိုတယ်နော်ကိုယူမဲ့အရှည်လိုတယ်ဆိုလို့ရှိရင်တော့အရှည်40နဲ့ထုတ်ပါအခုချိုလေးကဒါလက်ဆိုင်ကိုချိုလေးဆွဲပြမယ်လက်ဆိုင်ဒီဘယ်လောက်လဲဆိုလို့ရှိရင်ခါဒီလက်ဆိုင်မှာဘယ်လောက်ရှိလဲဆိုရင်ခါဒီ30ရှိပါတယ်ခါဒီ30ရှိတယ်တင်ဒီ40ရှိပါတယ်ချိုလေးကအခုကဆွဲပြမှာကစင်တီမီတာနီးနဲ့ဆွဲပြမှာစင်တီမီတာနီးပါချိုလေးဒီ flare pan ဆွဲနေရစင်တီမီတာနီးပါအဲ့တော့လက်မကနေပြီးတော့စင်တီမီတာပြန်ပြောင်းပါမယ်အဲ့တော့စင်တီနဲ့လက်မနဲ့ပြောင်းတာအရန်လွယ်တယ်ဘာမှမခက်ဘူးပေကျိုးတာပြောင်းမြန်လန်းလိုက်အခုခါ30မှာဆိုဒီဘက်လှည့်လိုက်တော့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်86စင်တီမီတာရှိတယ်ဟုတ်ပြီနော်အဲ့တော့86စင်တီမီတာတင်က40တင်40ဆိုရင်ဒီဘက်ပြောင်းပြန်လာတော့100စင်တီမီတာရှိတယ်နော်100စင်တီမီတာရှိတယ်အရှည်ကတော့40နဲ့ဆွဲမယ်နော်အရှည်40ဟုတ်တယ်အရှည်40ဆိုလို့ရှိရင်လည်းအရှည်ဒီလည်း100စင်တီမီတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကဒါ formula ပေါ့နော်အခုတစ်ထည့်ဆွဲတော့မယ်ဆိုလို့ရှိရင်မြင်း5မြင်းလိုပါမယ်ပထမဆုံးခါမြင်းတင်မြင်းဂွာမြင်းပြီးသွားလို့ရှိရင်ဒူးကောင်းမြင်းခြေဝမြင်းဆိုပြီးတော့မြင်း5လိုင်းလိုပါမယ်အဲ့တော့ဒီမှာမြင်း5လိုင်းစာအတွက်သူ့ရဲ့ formula လေးကိုချိုလေးရပြပြပေးမယ်ခါတန်မိုးကိုလိုချင်တယ်ဆိုလို့ရှိရင်ခါဒီ W ပေါ့နော်ခါတန်မိုးကိုလိုချင်တယ်ဆိုလို့ရှိရင်အခုခါက30လက်မနဲ့ဆို30စင်တီမီတာနဲ့ဆိုရင်86စင်တီမီတာအဲ့တော့ချိုလေးဒီ86ကိုအစားထိုးပြီးတော့W/4 + 1ဒါမှမဟုတ်1ပေါင်းကျင်လဲရတယ်2ပေါင်းကျင်လဲရတယ်ပေါ့နော်ဒီနေရာမှာကကိုကတရေကျိုးနဲ့ချုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုချုပ်မဲ့ဘောင်းမီအနေထားပေါ်မူတည်ပြီးတော့1ပေါင်းလို့ရတယ်2ပေါင်းလို့ရတယ်ချိုလေးကတော့1ပဲပေါင်းမယ်ပေါ့နော်2ပေါင်းလို့ရှိရင်အနောက်ကိုကိုယ့်ရဲ့ချုပ်ချောင်းဒီအနောက်ကိုအရန်ဘယ်လိုပြောမလဲအနောက်ကိုဒီခါရဲ့ဘေးဆက်ချောင်းပေါ့နော်ဘေးဆက်ချောင်းကအနောက်ကိုအရန်ရောက်သွားမလှဘူးလို့ချိုလေးကတော့ခံစားရတော့1ပဲပေါင်းပါမယ်ဒါကတော့မိမိသဘောပေါ့နော်မိမိကြိုက်သလိုလုပ်လို့ရပါတယ်ဒါကအရှိမှာ W/4 + 1အနောက်ကကြတော့ W/4နောက်ချမ်းပေါ့နော်နောက်ချမ်းဒီက F ကရှေ့ချမ်း B ကနောက်ချမ်းမှာဆိုလို့ရှိရင် W/4 + 3ပေါင်းပါမယ်ဘာဖြစ်လို့လဲဆိုတော့3ဒီတရေကျိုးစာပါတရေကျိုးနဲ့ချုပ်ပါလေရှေ့ကပတ်နောက်တရေကျိုးချုပ်ပါဆိုတဲ့အတွက်ကြောင့်မို့လို့ဒီတရေကျိုးစာ3ပေါင်းပါမယ်เนาะ3ဆိုတာ3 cm ပေါင်းမယ်1ဆိုတာ1 cm ပေါင်းပါမယ်ဟုတ်ပြီခါမြင်းပြီးသွားရင်တင်မြင်းလိုချင်တယ်ကွယ်ခါကနေပြီးတော့ဂွမြင်းကိုတန်းမသွားပါဘူးတင်မြင်းကိုတန်းမသွားပါဘူးခါကနေပြီးတော့တင်မြင်းကိုတန်းမသွားပါဘူးခါကနေဘာကိုတန်းသွားလဲဆိုတော့ဂွကိုအရင်တန်းသွားပါတယ်အဲ့တော့ဂွတန်ဖိုးကိုဂွလိုင်းလိုချင်တယ်ဆိုလို့ရှိရင်ဂွမြင်းပေါ့နော်ဂွမြင်းလိုချင်တယ်ဆိုလို့ရှိရင် h/4 h ဆိုတာကချိုလေးတို့ဒီဒါတင်ဒီ40ကိုချိုလေးကစင်တီမီတာပြောင်းထားတဲ့အတွက်ကြောင့်မလို့102စင်တီမီတာကို4နဲ့စားပါမယ်ပြီးသွားလို့ရှိရင်ကိုကဘယ်လောက်ပေါင်းပါလဲဂွအချမှာကိုကဘယ်လောက်ပေါင်းပါလဲ
flare band လုံးဝ fitting အကျက်လိုချင်တယ်ဆိုလို့ရှင်နော်လုံးဝဘယ်လိုပြောမလဲဟိုတရေကျိုးနဲ့မဟုတ်ဘဲနဲ့တရေကျိုးတက်စာနဲ့မဟုတ်ဘဲနဲ့ပတ်လေခပတ်ပြားနဲ့လုံးဝ fitting အကျက်လိုချင်တယ်ဆိုလို့ရှင်2.5ပါနော်2.5ဒါမှမဟုတ်လို့ရှင် 3cm ပေါင်းပေါ့နော်3cm တို့2.5တို့ပေါင်းလို့မှကိုကအရင်ချက်တယ် customer ကဒါကနော်ဟို custom made ချုပ်တဲ့အတွက်ပါချိုလေးပြောသွားပေးတာ customer ကအရင်ချက်တယ်အရင်နေလို့ထိုင်လို့ကကြက်တဲ့ဖြစ်နေတယ်မကြိုက်ဘူးဆိုလို့ရှင်နော်3.5ဒါမှမဟုတ်ရင်4အဲ့ဒီပေါင်းလို့ရတယ်4ကနေမှထပ်ပြီးတော့ကိုဒီတပြစ်ဘောင်းမီပတန်ကိုထပ်ကူတော့မယ်တပြစ်ဘောင်းမီဆိုတာကလုံးဝအပွားခွာအကျအပွားရှေ့မှာဒေါင်းနှစ်တောက်ပါတဲ့ဘောင်းမီ flare band တော့မဟုတ်ဘူးသူဒီအခုချစ်စားနေတဲ့ရှေ့ကပတ်နောက်တရေကျိုးကိုမှရှေ့ကတောင်းနှစ်တောင်းနဲ့အဲ့လိုပုံစံမျိုးလေးသွားမယ်လုံးဝဒဲပွားပုံစံသွားမယ်ဆိုလို့ရှိရင်4.5နဲ့4.5 or 5cm ထိပေါင်းလို့ရတယ်အဲ့ဒါမှသာပိုလှမှာเนาะအခုကချိုလေးကဘာဆွဲပြမှာလဲဆို flare band ဖြစ်တဲ့အတွက်ကြောင့်ချိုလေးဒီ 3cm ပေါင်းနေရှင်ဒါချိုလေး customer တွေကိုအမြဲတမ်းဆွဲပေးနေကြသည် 3cm ဆွဲပေးတယ်တကယ်လို့ဝရတယ်ဆိုလို့ရှိရင် 3.5 ထိဆွဲပေးတယ်အဲ့ထိမကျော်ဘူး flare band ဒီအဲ့ထိကျော်လို့ရှိရင်အရန်ကွာကြရင်မလှဘူးပေါ့နော်သူကြတော့မှလှတဲ့အတွက်ကြောင့်မလို့သူ့ကိုချိုလေး 3cm ပေါင်းမယ်ပေါ့နော်ကဲဟုတ်ပြီကွာတန်ဖို့ကဘယ်လောက်လဲဆိုရင်နေရောအဲ့တော့ကွာလိုင်းရသွားပြီဆိုတော့မှတင်လိုင်းကိုသွားမယ်ကွာလိုင်းရမှာတင်ကိုဘာလို့သွားလဲဆိုရင်ဆွဲပြနေရင်လည်းပြောပြမယ်တင်တန်မိုးကိုဘယ်လိုယူလဲဆိုလို့ရှိရင် h/4 plus 1တင်ကိုရှေ့ချမ်းမှာ1ပေါင်းနဲ့နောက်ချမ်းမှာ 3.5 ပေါင်းပါတယ်တင်တန်မိုးပေါ့နော်အခုတင်ကဘယ်လောက်လဲဆိုရင် h/4 plus 1ဆိုတော့ h ကချိုလေးဒီ4 h ဒီ100 cm ကို4နဲ့စားပြီးတော့တစ်ပေါင်းပါမယ်ရှေ့ချမ်းမှာနောက်ချမ်းမှာကြာလို့ရှိရင်100ကို4နဲ့စားပြီးတော့ 3.5 ပေါင်းပါမယ်ဒါဒီတရေကျိုးစာပါပေါ့နော်တင်မှာလဲတရေကျိုးစာထည့်ပေါင်းပေးရပါရှင်တင်တန်မိုးလဲရပါပြီတင်မြင်းလဲရပါပြီဂွာလိုင်းလဲရပါပြီဂွာတန်မိုးပေါ့နော်ဂွာထွက်ကလေးတွေရှိတယ်ဂွာထွက်မှာကြာလို့ရှိရင်သူဒီရှေ့ချမ်းဂွာဒီဘယ်လောက်လဲဆိုရင်ရှေ့ချမ်းဂွာဒီ h/20 နဲ့စားတယ်နောက်ချမ်းဂွာဒီ h/10 နဲ့စားတယ်အဲ့တော့ h ကဘယ်လောက်လဲဆိုလို့ရှိရင်100 cm ကို20နဲ့စားတယ်ဒီကနောက်ချမ်းကကြတော့100 cm ကို10နဲ့cm နဲ့စားပါတယ်အဲ့တော့ခြေဝနောက်တစ်ခုကကြတော့ခြေဝကိုလိုချင်တယ်ဆိုရင်ချိုလေးဒီခြေဝကိုဘယ်လောက်ထိထားခြင်းလဲဆိုရင်ချိုလေးကခြေဝပတ်လဲဒီခြေဝကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ custom made မဟုတ်custom made ပေါ့နော် custom made ဆိုလို့ရှိရင်ဒီခြေဝဒီမှာဒီဒူးကောင်းတော့ခြေဖနှောက်ကနေရောပတ်လဲတိုင်းရတယ်တကယ်လို့အတိုင်းနဲ့တိုင်းမယ်ဆိုပတ်လဲတိုင်းပြီးတော့မှအဲ့လိုယူတာပေါ့နော်အဲ့ဒါကိုမှပွားစာပေါင်းပြီးတော့ယူတာဒါပေမဲ့ချိုလေးတို့ဒီအခုကမှန်းချင်နဲ့လုံးဝ custom made လည်းမဟုတ်ဘူး ready made ပုံစံလည်းမကြဘူးကိုမှခြေဝတိုင်းစရာလည်းမရှိဘူးဆိုလို့ရှိရင်ချိုလေးဒီပြင်းပြခြင်းကိုသူ့ရဲ့ခြေဝပတ်လဲကိုချိုလေးဘယ်လောက်ထားလဲဆို60 cm ထားတယ်နော်60 cm ထားပြီးလို့ရှိရင်အဲ့60ကိုမှချိုလေးကဘာနဲ့စားလဲဆိုရင်60ကို2နဲ့စားလိုက်တယ်ရှင်60ကို2နဲ့စားလိုက်တော့30အဲ့ဒီ30ကိုမှ3နဲ့ထပ်စားတယ်နော်3နဲ့ထပ်စားပြီးတော့မှရတဲ့အဖြေကိုဒီခြေဝမှာထည့်တာနော်အဲ့ဒါလေးကစွဲနဲ့ပြောပြပါမယ်ရှင်အခုဒီလောက်ဒီကိုယ်တိုင်း formula လေးကိုသိမယ်လို့ထင်ပါတယ်အဲ့တော့တစ်ချက်ချင်းထပ်ပြောပြပါမယ်ပထမအဆုံးမြင်းဒီခါမြင်းပြီးသွားလို့ရှိရင်ကွာကိုချစ်ချင်းသွားပါမယ်။ကွာမြင်းရှာပါမယ်။ကွာမြင်းရှာပြီးတော့မှတင်မြင်းထက်ရှာမယ်။တင်မြင်းထက်ရှာပြီးလို့ရှိရင်တင်ကနေမှဒူးမြင်းရှာမယ်။ဒူးမြင်းကလည်းဒီမှာဆွဲနေနေမှာပြလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒူးမြင်းကိုခဏမိထားပါပြီးတော့ခြေဝမြင်းဆိုမြင်း9မြင်းဆွဲပါမယ်ရှင်။ဟောပြီးလို့ရှိရင်ခါတန်မိုးထည့်မယ်တင်တန်မိုးထည့်မယ်ဒါတွေကအခုလာမယ်။အခုချိုလေးကဘယ်လိုဆွဲပြမှာလဲဆိုတော့ဒီကနေဆိုရင်ဘောင်ကမဝင်ဘူးကွယ်ဆွဲပြရင်အကြီးဆိုတော့ဘောင်ဝင်တဲ့အတွက်ချိုလေးက hat square နဲ့ဆွဲပြမယ် hat square ဆိုတာကဒါဒီစင်တီမီတာတွေတဝက်ချုပ်ထားတာပေါ့နော်တဝက်ချုပ်ထားတာဒါဒီ60ဒီစင်တီမီတာကို60ဒီချုပ်ထားတာ hat square လေးနဲ့ဆွဲပြမယ်အသေးမိုးအသေးလေးဆွဲပြမယ်ပေါ့နော်အဲ့တော့ဘာတွေလိုမလဲဆိုရင်တကယ်ဆွဲမယ်ဆိုရင်ဒီပေတံလိုပါတယ်ဒါဒီခါ white ကလေးတွေခါလေးတွေတင် white ကလေးတွေတုံးဖို့အတွက်ပြီးတော့လို့ရှိရင်ခြေထောက်ကလေးတွေဒီလိုရှူးတဲ့နေရာလေးပေါ့နော်ခြေထောက်မှာ
ကွာနေရလေးတွေမှာကွာကနေခြေထောက်ကိုဆက်တဲ့ဟာလေးတွေမှာဒါဒီပေတံသုံးပါတယ်ပြီးတော့ဒါလိုပါမယ်ရှင်နော်ဒီ၃ချောင်းလိုမယ်ပေါ့နော်ဒီ၃ချောင်းလိုမယ်အခုကတော့ချိုလေးက half square ဆက်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီမှာ half square အတွက်ဒီမှာဒါလေးတွေလိုပါမယ်နော်ချိုလေးဆွဲပြမယ်မဆွဲပြခင်မှာပုံသိန်းလေးအရင်တွက်လိုက်မယ်နော်ဟုတ်ပြီခါကိုတွက်တဲ့နေရာမှာ86ကိုအစားလေးအပေါင်း1ဆိုတော့86ကို4နဲ့စားတော့19ရတယ်အပေါင်း1ဆိုတော့20နော်ဒီဘက်ကကြတော့နောက်ချမ်းကကြတော့ခါအစားလေးအပေါင်း3ဆိုတော့ခါအစားလေးက19အပေါင်း3ဆိုတော့22နောက်ချမ်းတန်မိုးသည်20နဲ့ရှေ့ချမ်းတန်မိုးသည်20ဟုတ်ပြီတင်မြင်းကိုလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတော့ h ပိုင်းတွဲ h က100ကို12နဲ့စားပါမယ်100ကိုအစား12ဆိုတော့ 8.5 เนาะဒီနေရာလေးကိုသတိချက်ချိုးဒီနေရာလေးကိုတခြားပြပြနော်ဆွဲတဲ့အခါမှာဟုတ်ပြီတင်တန်ဖို့တင်မြင်းပါမှာတင်မြင်းဒီမှာတင်မြင်းရှိတယ်အဲ့တင်မြင်းမှာတင်တန်မိုးမှတ်ရမယ်လေအဲ့တော့တင်တန်မိုးကိုလိုချင်တယ်ဆိုလို့ရှိရင် h/4 + 1ဟုတ်တယ်မလား1ပေါင်းတယ်လေဒါပွားစာလေး1ပေါင်းတယ်ရှေ့ချမ်းကိုနောက်ချမ်းကိုကြောက်လို့ရှိရင် h/4 + 3.5 ဒါဒီနောက်ချမ်းဒီတရေကျိုးစာပွားစာပေါင်းတာနော်ဟုတ်ပြီအဲ့တော့ h/4 h က102ကိုအစား4အစားလေးက 25.5 ရတယ်အဲ့ဒါကို1ပေါင်းเนาะ 26.5 ပါ 26.5 ရတယ်ဟုတ်ပြီဒီဘက်ကကျ 3.5 ပေါင်းမယ်25.5 ကိုအပေါင်း 3.5 ဆိုတော့29ရပါမယ်29မှားမှဆိုလို့ပြန်တွက်ပါအတိုင်းတာတွေမှားလို့မရပါဘူး102ကိုအစား4နဲ့စားတော့ 25.5 အပေါင်း 3.5 29ရပါတယ်ဒီမှာ29เนาะဟုတ်ပြီအတိုင်းတာလုံးဝမမားစီပါနဲ့အဲ့တော့ကွာမြင်းရှာမယ်ကွာမြင်းလေးပေါ့နော်ကွာမြင်းက102ကို h/4 + h/4 + 3 cm ပဲပေါင်းမယ်ချိုးလေးကနော် h/4 ဆိုတော့102ကိုအစား4ဆိုတော့အစားလေး 25.5 ကိုအပေါင်း 3 cm ပေါင်းမယ်ဆိုတော့28.5 ရတယ်เนาะကွာလိုင်းလေးလိုချင်တယ်ကွာလိုင်းဟုတ်ပြီကွာတန်ဖိုးလေးကွာအထွက်ကိုပြောတာเนาะကွာတန်ဖိုးဒါမှမဟုတ်ကွာထွက်ပေါ့ကွာမှာဒီဘက်ကနေထွက်တယ်ကွာအထွက်ကလေးဟုတ်ပြီကွာအထွက်ကရှေ့ချမ်းမှာ h/20 เนาะ h ကို20နဲ့စားမယ်နောက်ချမ်းမှာ h/10 ဟုတ်ပြီ h/20 ကဘယ်လောက်လဲဆိုလို့ရှိရင်102ကိုအစား20အဲ့တော့ 5.1 cm ဟုတ်ပြီ102ကိုနောက်ချမ်းကကြတော့အစား10.2 ရတယ်နော်ဒီဟာကကြတော့ခြေဝမြင်ကကြ60ကို2နဲ့စားတော့30ကို3နဲ့ပြန်စားမယ်30အစား3အဲ့တော့10ရတယ်ရှင်နော်ဒီဟာလေးတွေမှတ်ထားပြီနော်ချိုလေး square နဲ့ဘာလို့ဆွဲပြရလဲဆို square နဲ့ဆွဲမှအဆင်ပြေလို့အကြီးကြီးဆိုရင်မမြင်ရမှာဆိုလို့ဘောင်းကနေမမြင်ရမှာဆိုလို့တစ်ခေါက်ထဲနဲ့တော့ကြည့်လို့မရဘူးထက်ကကြည့်လိုက်ဆွဲလိုက်မှအဆင်ပြေမှာပေါ့နော်အပေါ်ကိုနည်းနည်းထားနော်အပေါ်ကိုကိုတကယ်ဆွဲမယ်ဆိုလို့ရှိရင်အပေါ်မှာ2လက်မလောက်ထားခဲ့အပေါ်2လက်မလောက်ထားခဲ့ပြီးတော့ဒီမှာမြင်းတစ်စောင်းဆွဲဒီဘက်ကိုလည်းမြင်းတစ်စောင်းဆွဲမြင်းတစ်စောင်းဒီလိုရင်ဆွဲတယ်ပြီးတော့ဒီလိုရင်ဆွဲတယ်ဟုတ်ပြီနော်ဒီဆွဲတဲ့ဒီအပေါ်ဆုံးမြင်းဒီခါမြင်းပဲခါလိုင်းရပါတလိုင်းရပါဟုတ်ပြီခါကနေချူလေးပြောရလေခါကနေပြီးတော့ဘယ်ကိုသွားမလဲဆိုရင်ခါကနေကွာကိုအရင်ကြည့်နော်ကွာမြင်းကိုသွားမယ်ခါကနေတင်မြင်းမဟုတ်သေးဘူးကွာမြင်းကဘယ်လောက်လဲဆိုရင်ကွာလိုင်းကိုလိုချင်တာ h/4 + 3 h/4 + 3 ပေါင်းထားတာဒီကွာလိုင်းအဲ့တော့ h/4 + 3 ပေါင်းထားတာဘယ်လောက်လဲဆို28.5ဟုတ်ပြီနော်မကြည့်လိုက် half square ဒီသေးလေးတွေဒီအစိတ်ကလေးတွေပါတယ်ဒီမှာ 28.5
28.5 โอเคဒီမှာတောင်းမှန်ပေးတာလေးတွေသုံးပြီလားဒီလိုမျိုးတောင်းမှန်ပေးတာလေးတွေသုံးအဲ့ဒါမှလုံးဝညီလေးနဲ့လှဟိုမြင်းနေမရိုင်ပါဘောเนาะဒါတွေကမြင်းရိုင်မလားတောင်းမှန်လေးရှာသွားဒါဒီကွာဒါဒီခါဟုတ်ပြီအဲ့ဒီကွာနဲ့ခါနဲ့ကွာနဲ့ရပြီဆိုတော့မှတင်မြင်းကိုရှာမယ်တင်မြင်းကိုလိုချင်လို့ရှိရင် h by 12ဟုတ်တယ်နော် h by 12ဆိုတာက h ကတင်ကို12နဲ့စားတဲ့ဟာအဲ့တော့ h by 12ဒီဘယ်လောက်လဲဆိုတော့ 8.5 ကိုဒီကနေချတာမဟုတ်ဘူးဒီခါဒီကွာမြင်းကနေအပေါ်တက်တာကွာမြင်းကနေအပေါ်တက်တာ 8.5နော်အဲ့ဒါကြောင့်ချိုလေးကပြောရလေခါမြင်းပြီးတာနဲ့ဘယ်ကိုအရင်သွားလဲဆိုရင်ကွာကိုသွားအဲ့ဒါမှတင်မြင်းကိုရမှာဒီကနေပြီးတော့ဒီကွာမြင်းကနေအပေါ်ကို 8.5 တက်မယ်အဲ့တော့မှဒါဒီတင်မြင်းပါရှင်အဲ့ဒါလေးကိုနားလည်လားမသိဘူးဒါဒီတင်နော်3ခုရသွားပြီပြီးသွားပြီဆိုလို့ရှိရင်အရှိကိုသွားရမယ်ဒီကနေအရှိဘယ်လောက်ယူမှာလဲချိုလေးက40ဆိုတော့100 စင်တီမီတာလေဒီမှာအရှိဒီမှာဟုတ်ပြီနော်ဒါဒီခြေဝမြင်အဲ့တော့လက်ခါလိုင်းတင်လိုင်းဂွာလိုင်းခြေဝလိုင်း၄လိုင်းရပါပြီနောက်တစ်လိုင်းလို့တင်နောက်တစ်လိုင်းဒီပါလဲဆိုရင်ဒူးကောင်လိုင်းနော်ဒူးမြင်းကရှာကိုရှာရတယ်ဒူးမြင်းဒီဘယ်လိုမျိုးလဲဆိုရင်ဒူးမြင်းကကွာမြင်းနဲ့ခြေဝမြင်းကိုတဝက်ဝက်ကွာမြင်းနဲ့ခြေဝမြင်းကိုတဝက်ဝက်ပြီးတော့စစ်စီယံအပေါ်တက်ဒီမှာတဝက်ဟုတ်ပြီဒီတဝက်ကိုမှအပေါ်ကိုစစ်စီယံတက်တာအဲ့ဒါဒီဒူးမြင်းစစ်စီယံတက်အဲ့ဒါဆိုရင်ဒူးမြင်းရတယ်ငါးမြင်းရပါပြီဒါဒီဒူးနော်ဒါဒီဒူးအဲ့တော့1လိုင်း2လိုင်း3လိုင်း4လိုင်း5လိုင်းရပြီဟုတ်ပြီ5လိုင်းရပြီဆိုရင်တန်ဖိုးလေးတွေအစားသွင်းတော့မယ်သူ့ရဲ့တန်ဖိုးလေးတွေအစားသွင်းမယ်အစားသွင်းပထမဆုံးတင်ကနေပြီးတော့စပြီးအစားသွင်းခါကိုလုံးဝအရင်မသွင်းနဲ့တင်မြင်းကိုအသာတင်မြင်းရဲ့တင်တန်ဖိုးကိုအရင်အစားသွင်းတင်တန်ဖိုးဒီဘယ်လောက်လဲတင်တန်ဖိုးကရှေ့ချမ်းမှာဆိုလို့ရှိရင် h by 4 plus 1ဟုတ်တယ်နော် h ဆိုတာတင်ကို4နဲ့စားပြီးတော့တစ်ပေါင်းမယ်တဲ့နော်တစ်ပေါင်းမယ်ဆိုတော့အခုချိုလေးကတင်ကို4နဲ့စားပြီးတစ်ပေါင်းထားတာဒီ26.5ရတယ်တင်တန်ဖိုးကိုအစားသွင်း26.5ဒီမှာဟုတ်ပြီအဲ့တော့တင်တန်ဖိုးအစားသွင်းပြီးသွားပြီဆိုရင်တင်ကနေပြီးတော့ပေါင်းခတ်လိုက်ပါဘယ်ကိုပေါင်းခတ်မလဲခါရယ်တင်ရယ်ကွာရယ်အဲ့3ခုကိုပေါင်းခတ်လိုက်ခါရယ်တင်ရယ်ခါရယ်3ခုကိုပေါင်းခတ်လိုက်ပြီအဲ့တော့ဒီပေါင်းလေး box လေးရပါပြီကွာရယ်ကွာအထွက်ကလေးကွာကိုဒီလိုထွက်မယ်ကွာကဘယ်လောက်လဲမင်းရင်ရှေ့ချမ်းကွာဒီတင်ကို20နဲ့စားရင်ရှေ့ချမ်းကွာအဲ့ဒါ 5.1 စင်တီမီတာအဲ့တော့နော်5.1ထွက်ပြီးသွားပြီဆိုရင်ခါးကနေပြီးတော့ဒီမှာခါးမြင့်ရှိတယ်ဒီဘက်ချမ်းနော်ဒီဘက်ချမ်းကိုပဲကြည့်နော်ခါးမြင့်ကနေပြီးတော့အထဲတဲ့ကို1 cm ဝင်1 cm ဝင်ဖို့ကဒီ1 cm အမှတ်ရဲ့ဒီစုံထားတဲ့ဒီအမှတ်ရဲ့ကွာမြင်းလေးတစ်စောင်းဆွဲနော်မြင်းတစ်စောင်းဆွဲပြီးသွားပြီဟုတ်ပြီဒါအထဲတဲ့ကိုရိုင်းတဲ့ဟာကမြင်းတစ်ချောင်းဆွဲပြီးသွားပြီဆိုရင်ဒီမှာ 5.1 ကိုတဝက်ဝက်တော့ 2.5 ကိုဒသမလေးထားပါတော့ 2.5 ပေါ့ဒီပေါ်ကိုလည်း 2.5 တက်ပြီးသွားရင်ဒါနဲ့ကိုဒီလိုလေးမြင်းလေးတွေးကန်လေးချပြီးဒီမှာကွာလေးကိုကွာဆက်တဲ့နေရာမှာဒီမြင်းမဟုတ်ဘူးเนาะအိုင်ထားတဲ့မြင်းအဲ့မြင်းအကြီးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ကိုသူကနည်းနည်းလေးတော့တိတ်တော့မှတ်လာခြင်းပေါ့ကွာဒီမှာဒီလိုလေးဟုတ်ပြီနော်ဒါဆိုရင်ဒါဒီရှေ့ချမ်းကွာလေးဒီကနေပြီးတော့မဆက်ဘူးเนาะဒီဆုံးထားတဲ့5.1 ကနေမဆက်ဘူးသူ့ရဲ့နားလေးကနေပြပြလေးဖြစ်အောင်ဆက်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ 5.1 နဲ့ဒီကနေပြီးတော့ဒီကိုတဝက်ဝက်ဒါဒီအလဲမြင်းအလဲမှတ်အဲ့ကနေအလဲမြင်းလေးဆွဲချပါရှင်အလဲမြင်းလေးဆွဲချနော်အလဲမြင်းလေးဆွဲချပြီးသွားပြီဆိုရင်ဒီကနေပြီးတော့ခြေဝါကိုအစားသွင်းခြေဝါဒီချိုလေးတို့စော်နှက်ကတော့60ကိုနှစ်နဲ့စားပြီးရတဲ့အဖြေကို
3နဲ့ထပ်စားတာ10စင်တီမီတာရတယ်မလားဟုတ်ပြီဒီမှာ10ကွာဘက်ချမ်းအောင်10မှတ်ဒါကတချိုးဒီဘက်ကိုတချိုးဒီဘက်က10ထပ်မှတ်နော်ကိုကကားမှာကွာကိုကကားမှာ flare ဆိုတာအကားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒီဘက်ဒီ10ဆိုလို့ရှိရင်ဒီဘက်ဒီ10နှစ်ခါ20စင်တီမီတာထားရမယ်เนาะအဲ့တော့မှ30ဖြစ်မှာလေ30ဆိုရင်30ဆိုတာဒီလိုခောက်ချိုးဒီ30ဒီလိုပတ်လဲဒီ60ဖြစ်သွားတာเนาะပတ်လဲဒီ60ဖြစ်သွားတာအခုဒီဘက်ကတချိုးဒီ10ပြီးရင်ဒီဘက်ကိုနှစ်ချိုးထည့်လိုက်ရင်ဒီဘက်က10နှစ်ခါဆိုရင်နှစ်ချိုးဒီကားစာအတွက်ပါနှစ်တော့20ရဲ့10ဆို30အဲ့30ကိုမှပတ်လဲဆိုရင်အဲ့ဒါသူ့ရဲ့ခြေဝါလိုချင်တဲ့ခြေဝါ60ရပြီဟုတ်ပြီအဲ့တော့ချိုးလေးကဒီဘက်ကိုနှစ်ချိုးထည့်10နှစ်ခါဆိုတော့20ပေါ့အဲ့မှာလည်းမိမိစိတ်ကြိုက်ရှိသေးတယ်သိလားချိုလေးရဲ့ customer တွေကိုဘယ်လောက်ထည့်ပြီးလဲမေးလို့ရှိရင်ဒီဘက်ကိုတချိုး10ကွက်တိထည့်ပြီးတော့ဒီဘက်ကိုကြတော့10ရဲ့ဒီဘက်ကို8လောက်ပဲထည့်တယ်18လောက်ပဲထည့်တယ်18လောက်ထည့်တယ်19လောက်ထည့်တယ်ပေါ့နော်အရင်ကြီးကားနေတာတွေမကြိုက်တဲ့ customer တွေရှိတယ်အဲ့ကြလို့ရှိရင်ချိုလေးက20ကိုမထည့်ဘူး18ဒါမှမဟုတ်19အဲ့လောက်ပဲထည့်တယ်အခုကချိုလေး20နဲ့ဆွဲပြမယ်နော်အဲ့တော့ခြေဝါရပါပြီခြေဝါရပါတော့ဒီမှာ10စင်တီမီတာမလားအဲ့တော့ဒူးကောင်းမြင်းမှာလဲသူ့ရဲ့10ဆိုရင်သူက10ဒူးမြင်းမှာโอเคဒီလိုလေးဆွဲလိုက်ပြီးပါပြီဆိုရင်ဒီမှာကိုမှတ်ထားတဲ့ 5.1 ပြောတာဒီ 5.1 နဲ့ဒီကိုယ့်ရဲ့ဒူးမြင်းနဲ့ကိုဒီလိုလေးဒီပေတံသုံးတယ်သိလားဒီပေတံရဲ့ဒီအခုံးနေရခုံးနေအောင်ဒီလိုခွက်ပြီးတော့ဆွဲမယ်အရင်ကြီးမခက်ခဲပါဘူးအဲ့ဆိုဒီဘက်တစ်ချမ်းပြီးပါပြီဟုတ်ပြီချိုလေးဒီဘက်မှာတွေ့လားဒီဘက်မှာခြံထားတာတွေ့လားဒီဘက်ကိုတလက်မလောက်ဟိုဖြစ်ပြီးတော့ညင်းဆွဲထားတာဘာလို့လဲဆိုတော့ဒီမှာအကားစာရှိတဲ့အတွက်ကြောင့်မို့လို့ကိုဒီကနေခောက်ချိုးဒီကနေပြီးတော့ဒီတိုင်းကွက်တိယူလို့မရအောင်အဲ့ကြောင့်ချိုလေးကဒီနားကိုခြံထားတာနော်ဒါလေးတွေကဗီဒီယိုကြော်ကြည့်ရင်တော့မသိဘူးပေါ့နော်ဗီဒီယိုကြော်ကြည့်ရတဲ့ဆိုရင်တော့မသိလဲနော်အဲ့တော့ကိုကလေဘယ်ကနေစကားမှာလဲပေါ့တချို့ကကြတော့ဒီတင်မြင့်ကနေစကားတာရှိတယ်ဒါမှမဟုတ်လို့တချို့ကကြတော့ဒီအောက်ဝါလိုင်းကနေစကွာတာရှိတယ်စပြီးတော့ကားတာရှိတယ်အချိုလေးကတော့ဘယ်ကနေကားလဲမင်းတင်ကနေပဲကားတယ်ဒီလိုလေးမြင်းလေးဒီကောင်ခဏမေးလေးရင်ဆွဲမယ်အရာနေမှာဒီလိုကားပြီးသွားတယ်။ဘာလို့ဆိုရင်ဒီထိ step ကိုဒီထိလောက်ပြီးသွားပြီဆိုတော့မှခါးကိုစဉ်းစားမယ်ခါးတန်မိုးကိုအစားသွင်းတော့မယ်ဟုတ်ပြီနော်ခါးတန်မိုးကချိုလေးဒီဘယ်လောက်လဲဆိုရှေ့ချမ်းကိုခါးဒီဘယ်လောက်ပေါင်းထားလဲ1ပဲပေါင်းထားတယ်1ပဲပေါင်းထားတော့ခါးအစားလေးကို1ပေါင်းတယ်ဆိုတော့ခါးက86စင်တီမီတာကို4နဲ့စားတယ်ပြီးတော့1ပေါင်းတယ်အဲ့တော့အရှေ့ချမ်းဒီ20ရတယ်20စင်တီမီတာထပ်မတွက်ပြတော့ဘူးနော်20ဒီဘယ်ကနေစယူရမှာလဲဆိုဒီမှာဒီကနေပြီးတော့1 cm ဝင်ထားတယ်သိလား1 cm ဝင်ထားတဲ့ဒီ1 cm ဝင်ထားတဲ့နေရာကနေမှတ်20ဒီမှာနော်ဒီမှာ20အဲ့ဒီတော့အဲ့ဒါကြောင့်မလို့ဒါလေးလိုပါတယ်ဒီဟာလေးနဲ့ဒီလိုလေးဘယ်နာကိုလာမှလဲဆိုရင်တင်နေရကိုလာပါအရန်ကြီးလဲခုံးနေလို့မဖြစ်ဘူးเนาะအရန်ကြီးလဲခုံးကြီးအရန်ကြီးဟိုဖြစ်လို့လဲမရဘူးအရန်ခုံးနေလို့ရှင်လဲတင်နေရမှာတွေဟာပြီးမလောက်ဖြစ်တတ်တယ်ဒီမှာနော်ဒီဟာဒီတင်မြင့်ဒီ20ဒီဘယ်ကနေလာလဲဆိုရင်ဒီ1 cm ဝင်ထားတဲ့ဒီနေရာနဲ့ကိုဒီကနေစမှတ်တာ20နော်ဟုတ်ပြီနော်အဲ့ဒါပြီးသွားပြီဆိုရင်ဒီမြင်းကိုအပေါ်နည်းနည်းလေးတက်မယ်ဘယ်လောက်လဲဆိုရင်အပေါ်ကိုဒီမြင်းကနေပြီးတော့ဒီခါမြင်းကနေပြီးတော့ဒီမြင်းပေါ်မှာအပေါ်ဘယ်လောက်လဲဆို 0.7 အမှတ်မယ်အောက်ကို 0.7 ချမယ်အောက်ကို 0.7 ချမယ်အပေါ်ကို 0.7 တက်မယ်တက်ပြီးွားရင်ဒီမြင်းဒီမှာချိုလေးစောနက်ကဒီကနေဆွဲထားတဲ့ဒီတင်ဝိုက်ထားတဲ့မြင်းအဲ့မြင်းကိုတောင်းမှန်လေးကင်လိုက်
ဒီလိုလေးတောင်းမှန်လေးသူ့ဘာသူဘယ်လိုပဲလားဟုတ်ပြီဒီကိုလည်းအဲ့တိုင်းပဲတောင်းမှန်လေးဒီကနေဒီတောင်းမှန်လေးဆွဲချလိုက်တယ်ဆွဲချလိုက်တဲ့ကသူတို့နှစ်ယောက်စုံမှတ်ဒီနေရာလေးကိုမြင်းကိုလေးနဲ့ဒါပဲခါဝိုက်ကလေးနော်ဒီမြင်းကိုတောင်းမှန်ယူတယ်ဒီမြင်းကိုလည်းတောင်းမှန်ယူတယ်သူတို့နှစ်ယောက်ကိုမြင်းဆွဲချတယ်ဆွဲချပြီးတော့သူတို့နှစ်ယောက်စုံတဲ့အမှတ်ကိုဝိုက်ကလေးနဲ့ပြန်ဝိုက်ပေးလိုက်တယ်ဒါပဲနော်ဖလဲပန်ရှေ့ချမ်းလေးရသွားပြီအထိရမယ်လို့မျှော်လင့်တယ်နောက်ချမ်းသူကဒီပေါ်မှာပဲထပ်ဆွဲတာပြီးတော့မှရူလာလှိမ့်ပြီးတော့ပို့တာနောက်ချမ်းလေးဆွဲပြမယ်နောက်ချမ်းလေးကိုအယောင်နဲ့ဆွဲပြကာလာနဲ့ဆွဲပြမယ်နော်မမြင်ပါဆိုလို့ပါနောက်ချမ်းဆွဲရင်ဒီမြင်းဒါဒီဘက်ချမ်းဒီဘက်ကကြတော့ဂွားဘက်အချမ်းဂွားဘက်အချမ်းရဲ့ခါနေရခါဒီရှေ့ချမ်းဒီ 1cm တက်ထားတယ် 1cm ဒီထဲကိုအထဲကိုဝင်ထားတယ်เนาะဒီမြင်းဒီမူလမြင်းကနေပြီးတော့နောက်ချမ်းမှာ 3cm ဝင် 3cm ရှေ့ချမ်းဒီ 1cm ဝင်တာနောက်ချမ်းဒီ 3cm ဝင်တယ်ဟုတ်ပြီနော် 3cm ဝင်မယ်ဝင်ပြီးတော့ဒီ 3cm ဝင်ထားတဲ့မြင်းနဲ့ဒီကွာမြင်းကွာမူရင်းကွာမြင်းဒီစုံမှတ်ဒီနေရာနော်အဲ့ဒါကိုမြင်းတစ်ကြောင်ဆွဲပေါ်ထိတက်ပေါ်ထိတက်ပြီးတော့မြင်းကြောင်တစ်ကြောင်ဆွဲမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကွာဒီနေရာဒါဒီတင်နေရာကနေပြီးတော့တင်ရဲ့ဒီမြင်းပေါ်မှာထောက်မှန်ဆွဲချအောက်ထိဆွဲချပြီးွားရင်ကွာဒီဘယ်လောက်ချမှာလဲဆိုရင်မမဆိုလို့ 1.5 ကွာချဒီ 1.5 1.5 ကွာချမယ်ပြီးတော့ဒါလေးဒီလိုအဲ့ဒီကနေမှနောက်ချမ်းကွာအထွက်ကိုမှတ်မယ်နောက်ချမ်းကွာအထွက်ဒီဘယ်လောက်လဲဆိုတော့ 10.2 10.2ဒီမှာဟုတ်10.2အဲ့ဒီတော့ဒီအပေါ်ကရှေ့ချမ်းရဲ့အပေါ်ကဒီကွာမြင်းပါလေဒီ5ကိုမှတဝက်တော့ 2.5 မလား 2.5 မြင်းကနေပြီးတော့အောက်ကိုကွာလေးဆွဲမယ်အခုတို့ဝင်ထားတဲ့ဒီမြင်းနော်တို့ဝင်ထားတဲ့နောက်ချမ်းကွာဒီမြင်းရဲ့ဒီ 2.5 အမှတ်ကလေးကိုမှေးပြီးတော့အောက်ကိုကွာလေးဆွဲချလိုက်ပါရှင်ဒီလိုလေးနော်ဘာလို့လဲဆိုတော့ကိုမမိတ်တက်မှာဆိုလို့2.5မြင်းရဲ့ဒီကွာနောက်ရှေ့ချမ်းကွာကိုတဝက်ဝက်ထားတဲ့ 2.5 နေရာရဲ့ဒီနောက်ချမ်းကွာဒီမှာဒီကနေပြီးတော့ဒီထီကိုကွာလေးဝိုင်းလိုက်တာအဲ့ဒီနားလဲလားမသိဘူးဒါဆိုကွာပြီးသွားပြီကွာနောက်ချမ်းကွာဆွဲပြီးပြီနော်နောက်ချမ်းကွာဒီဘယ်လောက်ချလဲ 1.5 ချတယ် 1.5 ချတယ်ဒီမှာရှေ့ချမ်းတင်နောက်ချမ်းတက်အမြဲတမ်း 1cm ကွာတယ် 1cm မဟုတ် 2cm ကွာတယ်ကွာ 2cm ဆိုဟိုဘက်1ဒီဘက်1cm ဒီကိုဒီမှာလဲ 1cm ဒီကနေဒီကို 1cm ဒီ 1cm ပိုကြီးတယ်နော်ဒူးမြင်းနဲ့ဒီခြေဝမြင်းကို 1cm နှစ်ခုကြီးလိုက်ကြီးပွားရေးဆိုလို့ရှိရင်ကိုဒီမှာကွာထွက်ထားတဲ့မြင်းနဲ့ဒါလေးဆွဲမယ်ဒါလေးနဲ့ဆွဲဒီနားလေးဖြတ်ဆွဲကိုအဆင်ပြေတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တင်တန်မိုးအစားသွင်းတော့မယ်ချိုလေးကတင်တန်မိုးဒီဘယ်ကနေစမှတ်ရမှာလဲဆိုတော့ဒီမှာဒါရှေ့ချမ်းမဆိုင်ဘူးเนาะဒီမှာ 3.5 3ဝင်ထားတဲ့နေရာကနေမြင်းချောင်းဆွဲထားတယ်မလားအဲ့ဒီမှာဒီနေရာမှာဒီတင်မြင်းမှာအနီးမှတ်လေးသူ့နေရာကနေစမှတ်တော့ဘယ်လောက်လဲဆိုရင်ချိုလေးရဲ့နောက်ချမ်းတင်ကတင်ကိုလေးနဲ့စားပြီးတော့ 3.5 ပေါင်းထားတာပွားစားပါအပါပွားစားနောက်ပြီးတော့ဗာလဲဆိုရင်အသေးကြိုးစားပေါ့နော် 3.5 ပေါင်းထားတဲ့အတွက်ကြောင့်မို့တင်က102ကို4နဲ့စားပြီးတော့ 3.5 ပေါင်းတာ29ရတယ်အဲ့တော့ဒီကနေစားမှတ်မှာမဟုတ်ဘူးเนาะဒီမြင်းနဲ့လုံးဝမဆိုင်ဘူးเนาะဒီဘက်နဲ့မဆိုင်ဘူးเนาะဒီနေရာ
ဒီနေရာနေစမ်းမှာနောက်ချမ်းတင်သည်29 okay 29အဲ့တော့29ဒီမှာနော်ခါရဲ့တင်ရဲ့ကွာရဲ့အဲ့မြင်းသုံးကိုပေါင်းခတ်လိုက်ပြီ29 20ကနေစကားမှာလဲစောနကအတိုင်းပဲအလိုက်တင်လေးပဲကောင်းမယ်လीအဲ့တော့သူကြတော့အခွက်နဲ့ကားရတော့မယ်အခုံးနဲ့ကားရမလို့ရှိတော့ဘူးငါခွက်ကလေးနဲ့ဒီ29ခါကွာလိုင်းကနေပြီးတော့အောက်ကိုဒီမှာ 1cm လी 1cm တိုးထားတဲ့ဒီမြင်းနဲ့ဒီဟာနဲ့ကိုအလိုက်တင်လေးဆက်ချဒီမှာဆိုလို့ဒီမှာကခါအဲ့လောက်ထိရရနော်အတံမိုးစားသွင်းမယ်နောက်ချမ်းဒီခါကို4နဲ့စားပြီးတော့3ပေါင်းထားတယ်နော်နောက်ချမ်းဒီဘာဖြစ်လို့လဲဆိုတော့တရေကျိုးစာ3ပေါင်းတယ်3ပေါင်းတာကနှစ်ဖက်ဆိုလို့ရှင် 6cm ပေါင်းတယ်နော်အဲ့တော့တစ်ဝက်တစ်ဖက်တစ်ချမ်းနဲ့က 3cm ပေါင်းတယ် 3cm ကဘယ်လောက် 3cm ပေါင်းတာဘယ်လောက်လဲဆိုတော့နောက်ချမ်းကို4နဲ့စား 3cm ပေါင်းတာ22ရတယ်22ဒီဘယ်ကနေမှတ်ရမှာလဲဆိုရင်ဒီမှာဒီကိုစောနကတော့လေဒီမြင်းကိုအပေါ်ကိုတက်ထားပါဆိုဘယ်လောက်တက်ရမှာလဲဆိုရင် 2.5 cm တက်ရမှာဒီမူရင်းခါလိုင်းကနေပြီးတော့ 2.5 cm အပေါ်ကိုတက်ထားတယ်အပေါ်ကိုတက်ထားနေရင်းနဲ့မှာအဲ့တက်ထားတဲ့နေရာတွေမှာစောင်းပြီးတော့ဒီမူရင်းခါနေရမူရင်းခါလိုင်းပေါ်ကို22ထိတဲ့နေရာပေါ့နော်22 cm ထိတဲ့နေရာဒီလိုလေးစောင်းလေးနော်စောင်းလေး22 cm ထိတဲ့နေရာချောင်းဆွဲလိုက်ပြီဟုတ်ပြီပြီးတော့မှခါကိုဒီတင်မြင်းနဲ့လာဆက်တင်က29လေဟုတ်တယ်ဟလားဒီမှာကဲဒီလိုလေးရပါပြီရှင်အဲ့တော့သူတို့နှစ်ခုဒီညီမညီပေါ့နော်ဒီခါနေရသည်ညီမညီကိုဘယ်လိုညှိမလဲဆိုဒီမှာဒီလိုက်ဒါဒီအလဲမြင်းကျိုးအလဲဒူးကောင်းလိုင်းရဲ့အလဲမြင်းဒီအလဲကိုပေကျိုးနဲ့လို့ထောက်ဒီမှာ22နေရာဒီ22နေရာကိုထိနော်ကွာဘက်ချမ်းမဟုတ်ဘူးနော်တင်ဘက်ချမ်းကိုထိပြီးသွားရင်ဒီကနေဒီမှာအဲ့ဒါဆိုရင်ဘလောက်တောင်ပုံနေလဲဆိုရင်ဒီမှာအဲ့ဒါမှကွက်တိလုံးဝအရှိညှိတယ်လို့ခေါ်တယ်နော်အဲ့တော့ပြန်ဆွဲဒီနေရာလေးပေါ့အဲ့တော့စောနကတက်ထားတဲ့ 2.5 ဒီယာယီခဏတက်တာအဲ့ဒီဟာနဲ့မှပြန်ညှိပြီးတော့မှတကယ်မြင်းကိုယူမှာပါရှင်အဲ့တော့ကဲဒါလေးကတော့ပြီးသွားပါပြီရှင်နောက်ချမ်းလဲပြီးပြီရှေ့ချမ်းလဲပြီးပြီစက်ကူကအညိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနည်းနည်းကြည့်ရတာအဆင်ပြေရလားတော့မပြောတတ်ပါဘူးအခုကိုပွားထုတ်ကမှာနော်လူလာလေးတွေလှိမ့်ပြီးတော့ရှေ့ချမ်းတက်နောက်ချမ်းတက်ဆိုတော့ပွားထုတ်ကမှာဟုတ်ပြီရှေ့ချမ်းမှာအခုရှေ့ချမ်းမှာချူလေးကဘာလို့ပြမှာလဲဆိုတော့ရှေ့ချမ်းမှာခပတ်စာရှိသေးတယ်လေရှေ့ကပတ်နောက်သေးကျိုးဖြစ်တဲ့အတွက်ကြောင့်မို့ရှေ့ချမ်းခပတ်အတွက်ကိုချူလေးကဘယ်လောက်လဲဆိုရင်ဘယ်လောက်ယူလဲခပတ်ဘယ်လောက်ယူလဲဆိုလို့ရှိရင်2လက်မဆိုလို့ရှိရင်5cm ယူတယ်နော်2လက်မဆိုရင်5cm ယူတယ်အဲ့တော့ 5cm မြင်းလေးလို့ယူလိုက်ဒါဒီခပတ်ကိုဒီကနေပဲကူးထုတ်ပြီးတော့ညှက်ချမှာဟုတ်ပြီနော်ခောက်ရက်ယူရမယ်ဒီမှာခောက်နေခပတ်အတွက်ကိုအရောင်နဲ့ဆွဲပြမယ်ဒါဒီရှေ့ချမ်းခပတ်ရှေ့ချမ်းခပတ်ကိုဒါခောက်ရက်တင်ဂီတာလိုင်းလေးဒီဟာလေးကိုရိုလာလှိမ့်ပြီးတော့ညှက်ထုတ်လိုက်နော်အခုချိုလေးကကြတော့ချိုလေးနောက်ချမ်းမှာကကြတော့ဒီတကယ်လို့များပေါ့နော်ကိုကသူ့တခါတည်းပဲဟို
တေဂျိုးစာပေါ့နော်တေဂျိုးပုံးစာပါတခါတည်းဒီ pattern မှာပဲတခါတည်းယူပြီးတော့မှတေဂျိုးကိုခောက်ထည့်မယ်ဆိုလို့ရှိရင်အပေါ်ကိုဘယ်လောက်ထပ်ထုတ်ရမလဲဆိုတေဂျိုးစာ 2.5 ဆိုတာတေဂျိုးတစ်ပြားစာပေါ့နော်2.5 ထုတ်ရမယ်2.5ထုတ်ရမယ်ပေါ့နော်2.5စာထပ်ထုတ်ပြီးတော့ယူရမယ်ဒါပေမဲ့ချိုလေးကအဲ့လိုမယူဘဲနဲ့ဘာလုပ်လဲဆိုတော့ကိုယ်ထဲကိုလည်းအခုဒီခပ်ပတ်ပြားတစ်ပြားစာပေါ့နော် 5cm ကိုချိုလေးကညှက်ချပလိုက်တယ်ညှက်ချပြီးတော့မှသူ့အသားကိုတက်တီးတန့်ယူပြီးတော့မှတီးတန့် 5cm ဆိုတာနှစ်လက်မပေါ့နော်နှစ်လက်မဟိုဟာနဲ့ဆိုလို့ရှိရင်လက်မနဲ့ဆိုရင်ချိုလေးကဘယ်လောက်လဲ9လက်မခွဲအဲ့မှာချိုလေးဒီ video file မှာတင်ထားတယ်ချိုလေးဒီတက်အစထုတ်ပြီးယူထားတဲ့ဟာ9လက်မခွဲကိုယူပြီးတော့မှတက်တီးတန့်ပြန်တက်တယ်အဲ့ဒီတော့ကြောင့်မို့လို့ကိုခါအတိုးရှိဖြစ်မယ်တစ်ခါတည်းညှက်ထုတ်လိုက်နှစ်လက်မဆိုတော့ 5cm ပြားတစ်ခါတည်းညှက်ထုတ်လိုက်နောက်ချမ်းကိုနော်နောက်ချမ်းကို 5cm ပြားအနေရများတယ်တစ်ခါတည်းညှက်ထုတ်လိုက်မေ့ပါမှာဆိုလို့ဒီနောက်ချမ်းကိုညှက်ထုတ်ပြီးတော့လှုပ်ပစ်လိုက်အောက်ကပိုတဲ့ဟာပဲအဲ့ဒါပိုးစာတက်ပြီးတော့ပေါ့နော်တက်တီးတန့်အသားတက်တီးတန့်ထုတ်ပြီးတော့ချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနှစ်လက်မပြားအတွက်ဆိုရင်နှစ်လက်မနှစ်ခေါက်ဆို4လက်မမလားဒါပေမဲ့ချိုလေးတို့ဒီချုပ်စာနဲ့ဆို5လက်မပေမဲ့ကိုယ့်ရဲ့တက်မဲ့တေးကြိုးဒီနှစ်လက်မပြားဖြစ်တဲ့အတွက်5လက်မကွက်တိယူလို့မရပါဘူးအဲဒါကြောင့်5လက်မခွဲယူတာ5လက်မခွဲယူတဲ့အတွက်ကြောင့်မို့ဒီက2လက်မကိုလုံးဝညှက်ထုတ်လိုက်တာနော်ညှက်ထုတ်ပြီးတော့အပေါ်မှာချုပ်စာဒီဟာကိုလည်းညှက်ထုတ်လိုက်တာဒီခပတ်ကိုလည်းညှက်ထုတ်လိုက်တာ pattern လေးတွေရှေ့ချမ်းနောက်ချမ်းကိုပွားထုတ်လိုက်တာဆိုတာ ruler နဲ့လှိမ့်ပဲပထမချမ်းကိုလှိမ့်ခုကဒုတိယချမ်းကိုလှိမ့်ဒါဒီမိုးတက်ထားအဲ့လိုမျိုးထားတာနော်အဲ့တော့ဒါဒီ complete ပြီးသွားပါပြီရှင်မရှင်းတာရှိလို့ရှင်လည်းပြန်ပြီးလို့ရပါတယ်comment မှာလာမေးပေါ့နော်သူလေးအတက်နိုင်ဆုံးပြပြပါမယ်ဒါလေးကိုလုံးဝဆွဲတက်မယ်လို့ယုံကြည်ပါတယ်ခုမေးစရာရှိတယ်ဆိုလို့ရှိရင်လည်းချိုလေးကိုဒီ comment မှာမေးထားပေးလို့ရပါတယ်ချိုလေးအလှင်းတင်သူတို့ပြန်ဖြေပေးပါမယ်ရှင်ကဲဒါကတော့ flare pan မှာflare pan နောက်တစ်ခုထပ်ပြောပြအောင်မယ်အဲ့ဒီတို့တွေကအကားမလို့ခြင်းဘူးချိုလေးတွေတို့တွေအကားမလို့ခြင်းဘူးအကားမလို့ခြင်းမဲနဲ့အခုထားပါတော့အကားမလို့ခြင်းဘူးဆိုနောက်တစ်ပုံထပ်ဆွဲပြမယ်ဒီမှာကဒီအချိုးတွေ30မလားအဲ့တော့ဒီဘက်အချမ်းကိုလည်းဒီဒူးဝမှာ30မလားဒီဘက်ကွာဘက်ချမ်းဒီ30ယူရတယ်ဆိုလို့ရှိရင်ဒီဘက်ကိုလည်း30ယူလိုက်တယ်နော်30ယူပြီးွားရဆိုရင်ဒီနေရာကနေပြီးတော့ရှူးပြီးတော့မှလာမယ်တင်နေရာကနေဒီလိုရှူးပြီးတော့လာမယ်နော်ဒီနားလေးကိုနော်ရှူးပြီးတော့လာမယ်ပြီးတော့မှဒီအောက်ကိုကားချမယ်ဘယ်လောက်ကားမှလဲကိုကားချင်တဲ့လောက်ပေါ့ဒီလိုလေးလည်းရတယ်ရှင်အခုအရန်ခက်စားနေတယ်လေခေါင်းလောင်းပေါင်းမိလေးတွေလေခေါင်းလောင်းပေါင်းမိအကားလေးတွေကဲဒီယာလေးကိုဒီလိုလေးပြန်ဖြေကဲဒါဆိုလို့ရှိရင်နောက်ထပ်အကားပုံစံတစ်မျိုးနော်ဒဲဘွားလေးပဲလိုချင်တယ်ချိုလေးဒဲဘွားပဲကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီမှာကဘယ်လောက်လဲဆိုရင်30မလားအဲ့ကြရင်ဒဲဘွားကြတဲ့အတွက်ကြောင့်မို့လို့ကို15လောက်တော့ယူပေးလိုက်ပေါ့နော်ဒီဘက်အချမ်းကို30နှစ်ချိုးတိမယူဘဲနဲ့ဒီဘက်က5ယူလိုက်ပေါ့ဒီလိုလေးဒီနေရာမှာပဲကိုကစားသွားတာသိလားဒါဆိုတဲ့ဘွားနော်ဒီနေရာမှာပဲလေဒီနားမှာပဲကစားသွားတာဒီနားနဲ့ဒီသုံးခုမှာပဲကစားသွားတာဒီဘက်ချမ်းကလုံးဝမထိဘူးဒီဘက်ချမ်းကိုလုံးဝမကောင်းဒီဘက်ချမ်းကိုကားလို့ရှိရင်ဘလက်နဲ့အောက်ကိုဘယ်လိုပြောမလဲလမ်းလျှောက်လို့ရှိရင်လက်တဲဖြစ်မယ်တချို့ကျတော့ကွာ flare ကားထားတယ်မလားဒီနားမှာပဲဒူးမှာပဲခွေနေရဒီဘက်ချမ်းကိုကားရင်လုံးဝမလာဘူးဒီဘက်ချမ်းပဲကားမှာနော်ဒီဘက်ချမ်းပဲကားပြီးသွားလို့ရှိရင်ပြီးသွားရင်ကားထားတယ်မလားကားထားတဲ့နေရာကိုပြန်သိမ်းရတယ်ဒီကို2cm လောက်တက်လိုက်2cm လောက်တက်ပြီးတော့ဒီခြေဝဒီမြင်းလေးနဲ့ဒီလိုလေး wipe ပေးလိုက်အဲ့ဒါမှလှမှာနော် white ကို white ကလည်းမ white မလောက်စောနကချိုလေးဟာလေးတွေကတော့မ white ထားဘူး flare pan ကတော့အဲ့လောက်ကြီးမလို့တကယ်လို့ white ချင်တယ်ဆိုလဲ white လိုက်ပေါ့ one white လေးဖြစ်သွားအောင် white လိုက်ပေါ့အဲ့ဒါဆိုလဲလှတယ်ကဲဒါလေးကိုပြောပြတာပါတရေကျိုးဒီတရေကျိုးရဲ့တန်ဖိုးဘယ်လောက်ယူရမလဲဆိုနောက်ချမ်းမဲ့တရေကျိုးထည့်မှာကွာနောက်တရေကျိုးကကြတော့နောက်ချမ်းမဲ့ထည့်မှာကွာနောက်ချမ်းမဲ့ထည့်မှာဖြစ်တော့ကြနောက်ချမ်းကိုချုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ချမ်းရဲ့တဝက်ပဲအခုနောက်ချမ်းကထားပါတော့ရှိရဆိုရင်နောက်ချမ်းဒီဘယ်လောက်ရှိမှလဲဒါ30ခါ30ဆို15လက်မရှိရဆိုလို့ရှင်တဝက်ဆိုလို့ရှင်ဘယ်လောက်လဲတဝက်ဆို9လက်မခွဲ9လက်မခွဲပဲထည့်မှာနော်အဲ့တဝက်စာပဲထည့်မှာတ
တဝက်စာပေါ်မှာဟိုဘက်ချုပ်စာလေးစိတ်ပေါင်းဒီဘက်ချုပ်စာလေးစိတ်ပေါင်းပြီးတော့အဲ့ဒါပဲထည့်ပါနော်အဲ့ချိန်မှာကိုယ့်ရဲ့တေချိုးတင်းအားဆွဲအားဆိုတာရှိသေးတယ်အဲ့ဒါလေးတွေကိုပြန် adjust လုပ်ပြီးတော့ထည့်မှာပါဒါလေးကိုဆွဲတတ်မယ်လို့တော့ယုံကြည်ပါတယ်